ထမဆုံးစံမုံထည့်ပါမယ်စားထည့်ပါမယ်ရေချက်အေးကိုအနေတော်လောက်ထည့်ပြီးတော့မပြစ်မကျဲလေးမှွေပေးရမှာဖြစ်ပါတယ်ခင်ဗျဆိုလို့ရှိရင်အခုမုံပြတလက်လုပ်လို့ရပါတယ်မုံပြတလက်လုပ်ဖို့အတွက်ပထမဆုံးမီးဖို့အပူတန်းပစ်ပြီးအပူပေးပါတယ်ခင်ဗျအပူပေးတဲ့အချိန်မှာအပေါ်အဖုံးလေးပါဖုံးပေးထားရမယ်အပေါ်ဖုံးရဲ့မဖုံးထားလို့ရှိရင်အဆင်မပြေပါဘူးလုပ်လို့ခင်ဗျအပေါ်ဖုံးပူမပူအရင်စမ်းကြည့်လို့အဆင်ပြေပြီးလုပ်လို့ရပြီဆိုလို့ရှိရင်အရင်ကတ်နေတဲ့အမဲတွေကိုအရင်ဇွန်းနဲ့ချစ်ပါမယ်ချစ်ပြီးလို့ရှိရင်အဝင်းစာလေးနဲ့တုပ်ပေးပါမယ်ခင်ဗျခဏနေကြလို့ရှိရင်မုံနစ်ကိုထည့်ပါမယ်မုံနစ်ကိုမထည့်ခင်မှာပထမဆုံးအရင်မှွေပေးရပါပါဗျမမွေလို့ရှိရင်မုံနစ်ကမပေါက်ပါဘူးဟုတ်မုံနစ်ထည့်ပြီးလို့ရှိရင်ပဲလေးထည့်ပြီးအပွားအဖုံးလေးကိုအုပ်လိုက်ပါမယ်ခင်ဗျအဲ့ဒါဆိုမုံပြတလက်လေးရပါပြီခုဆိုရင်မုံပြတလက်အဖြူလေးရပါပြီဖြစ်ပါတယ်ခင်ဗျမုံပြတလက်ကြက်မကြက်သိချင်လဲဆိုလို့ရှိရင်အပေါ်ရန်လေးကိုကြည့်လိုက်ပါအခုလိုပေါက်လေးဖြစ်ပြီးဆိုလို့ရှိရင်ကြက်ပါပြီခင်ဗျမုံပြတလက်အဖြူလေးရပြီဆိုလို့ရှိရင်အပေါ်ကနေနန်းတောင်လေးရဲ့စားလေးရဲ့ကိုဖြူပြီးနှမ်းစီမှုsorry မြေပဲစီမွေးလေးစမ်းပြီးတော့ယခုဆိုလို့ရှိရင်မုံပြတလက်ဖြူလေးတုံးဆောင်လို့ရပါပြီ